တရားရဲ့ဘုံမဲ့တွေဟာကိုဟုတ်လားမပြောဆိုဘုံကျေးဇူးကိုလည်းမပြောဘူးလူရင်းကလည်းနံပါတ်3ပုဂ္ဂိုလ်ဟုတ်လားလူတရားရဲ့မကောင်းတာလည်းမပြောကောင်းတာလည်းမပြောဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ကလက်သူရှိရင်သဘောဖြစ်တဲ့အတွက်ကြောင့်ဝိတော်ကလုံးဖြစ်တဲ့တရားဟုတ်လားဟုတ်တယ်ကောင်းကောင်းမကောင်းကောင်းမပြောဘူးဟုတ်လားလက်သူရှိတဲ့ပုဂ္ဂိုလ်ခါသဘောပဲထားလိုက်ဟုတ်လားအဲ့ဒီပြောတဲ့ခါကျတော့ဘုရားကပါပြောတယ်ဘုရားကအဲ့ဒါဘုံတည်ဘူးတဲ့ပြောတယ်ဟုတ်လားဘုံနဲ့အာအာဘုရားဘာကြည့်လဲလို့ဘုံကြည့်တော့နော်အဲ့ဒါဒီလောက်တိုင်းကိုဘုံကြည့်တော့ဘုရားကဟုတ်လားဒီလောက်တိုင်းနဲ့ဘုံကိုကြည့်တော့တယ်သိခုလိုက်တဲ့ဘုံကိုလည်းဆိုတယ်ဒီဟန်တို့ကဘုရားမေတ္တာဘုရားပြောင်းလမ်းကောင်းမလိုက်ဘူးဟုတ်လားလမ်းမှန်မှန်ရှောင်းလမ်းမပြောင်းလမ်းကောင်းမလိုက်နဲ့လမ်းမှန်မှန်သွားဒုရနှစ်ပြည်အလုတ်ဝင်နေ့စဉ်ဝင်မှာဟုတ်လားအဲ့ဒီလိုလမ်းမှန်မှန်ရှောက်သွားလို့ရှိရင်မိမိတို့ရင်တို့ဒီလိုမှပြီးကြားပြီးမှာလမ်းဆုံးရင်ဘာဖြစ်လဲဒီပါပြီဟုတ်လားအဲ့ဒီလိုလမ်းမှန်မှန်မလျှောက်ဘဲနဲ့လမ်းမှန်